ဝါတွေကတုံညာကလာတာမို့လို့ဒီအလောက်ကပင်မန်းတယ်ဒီလုံးမှာငါမပြောဘူးဆိုပြီးရွေးပိုင်မရှိတဲ့ကောင်းတွေပါထိုင်းနိုင်ငံကြီးကိုတက်လာပြီဆိုတဲ့ကပတ်စံချမယ်ဆိုတဲ့စိတ်တကူတည်းနဲ့တက်လာခဲ့တဲ့ကောင်းတွေဖြစ်လို့ပျော်တဲ့နေရာရင်မပျော်တဲ့နေရာရင်ခွဲခြားပြီးနေဖို့ကျွန်တော်တို့မှာအချိန်မရှိဘူးဗျပတ်စံသာရမယ်ဆိုရင်ထားတဲ့နေရာမှာနေကြမ်းတမ်းတဲ့အလုပ်တွေဘလောက်ပဲဖြစ်နေဘဲကောင်းနေဘလို့ပဲဆေးနေဒီခန့်ကျင်တရားတွေနဲ့ပြည်နေပြီးအိမ်ကိုပတ်စံခွဲဖို့ဆိုတဲ့စိတ်ကောင်းတွေမှာထားတဲ့ကောင်းတွေပါလောက်ကနေအဲမှာဘလောက်ပဲကြမ်းတမ်းဘလောက်ပဲဆေးတဲ့ဝနာတွေနဲ့ပဲကျွန်တော်တို့နားထဲကိုဒီမတူးတော့ဘူးဗျအချိန်တန်ရင်အိမ်ကိုပတ်စံလွှဲရမယ်ဆိုတဲ့စိတ်တခုထင်းနေအခက်ပြီးလုံနေကြတယ်ကျွန်တော်မြန်မာပြည်သားတွေပါတောမောင်းနေလာလို့ကြီးနေရတာပါနာမမသိတော့